AI အဖွဲ့ကစခန်းချတဲ့နေရာတစ်ခုဖိတ်ပါရတော့ဘလဲဝင်းနာရှိကပါဒီနေရာကိုလိုက်ပါကြက AI နိုဘယ်ဥဆောင်အဖွဲ့ကတိုက်ပွဲထေကဖောင်းလာတဲ့ဆိုပြီးအားလာလိုက်ပါရစခန်းတနေရာဖိတ်ပါရတာလီဇောပါဒီနေရာရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နေဆိုင်နိုင်မင်းတော့မဟင်းရနိုဘယ်ဟူဆောင်အဖွဲ့နိုဘယ်ဟူဆောင်ဥဆောင်ကားရ AR အဖွဲ့နေထကားရနေရာတစ်ခုဖိတ်ပါတယ်ဒီချက်မှာအမဖက်ကဂရိတ်စကေနိုင်မင်းကမှာပါအမနိုဘယ်ဟူဆောင်အဖွဲ့မှာတန်ဖားရခေယံတိပါပါဒီခေယံတိနဲ့ပတ်သက်စကားတော့က2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတောင်ပေါ်လဲဝဲမှာတိုင်မှုဖိတ်ကားရဒုတိယရေမုံကြီးကျိုးနိုင်ဆိုစွာတိုက်ကဆောက်ခွလိုရတဲ့နဲ့နိုဘီဟူဆိုဥဆောင်ရ AR အဖွဲ့ AR ကံဖာအဖွဲ့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကတာကာပင်တရာနဲ့ရောင်းရှာခပနာဒုတိယရေမုံကြီးကျိုးနိုင်ဆိုအဖွဲ့နဲ့နိုဘီဟူဆောင်အဖွဲ့တို့ပူပေါင်းမနာရခိုင်တိုက်တော့အာရကန်အာမင်ကိုတိုက်ခိုက်ခိုင်းပါတယ်ဖေဖော်ဝါရီလ9ရက်နေ့နဲ့ခါဝနီနေရတဲ့နဲ့တမွန်တီတိုင်တိုင်တိုက်ခိုက်ခါကြလေတော့ရှုံနေမနာဖရိုဖရင်းနဲ့ထရာဖစ်ကားရဲ့အတွက်ဒီခေယလက်နဲ့ဒီစမျိုးကိုရခိုင်တိုက်တော့အာရကန်အာမင်ကနိုဘယ်ဆောင်ဖွဲ့တော့နင်ထန်ခါရင်အခရီးစိတ်စခန်းကနေမနာသင်စေရာမင်းတို့ရဲ့ပစ္စည်းဖိတ်ပါတယ်ဒီဆောင်တီကတော့ကနိုဘယ်ဟူဆောင်အဖွဲ့အစည်းနင်ခါရတိုက်စခန်းရှိတခုဖိတ်ပါတယ်မရှိသေးပါဘူးနိုဘယ်ဟူဆောင်အဖွဲ့အစည်းနင်ခါကြတော့哎，我